နေကြည့်မနဲ့အိယာထားသွားမတိုက်ခင်ရေတောက်တင်လားသွားတိုက်ပြီးမှတောက်တင်လားရှင်မနဲ့အိယာထားတဲ့အချိန်ပေါ့နော်သွားမတိုက်ခင်ရေတောက်လဲရတယ်သွားတိုက်ပြီးမှရေတောက်လဲရပါတယ်ဘာလို့လဲဆိုတော့ဒီရေတစ်ခွက်တောက်လိုက်လို့ပေါ့နော်ရေတက်ရတာနောက်အစာချေစနစ်ကိုလှုံ့ဆော်ပေးတာတို့ဦးလန်းချောင်းလှုပ်ရှားမှုကူညီပေးတာတို့ဒီလိုမျိုးရေတောက်ပြီးလို့ရရဲ့အာနိသင်ခြင်းရတော့တူတူပဲနည်းနည်းကွာသွားတာလေးကကြောင့်ဒီသွားမတိုက်ရသေးခင်တောက်လိုက်မယ်ဆိုရင်ဒီတညလုံးပေါ့နော်အာကောင်နဲ့ကတွင်ခြောက်နေတာကိုချက်ချင်းတက်တာသွားစေသွားတိုက်ပြီးမှတောက်ရင်ကြတော့ပို့ပြီးတော့တန်တန်ရှင်းရှင်းဖြစ်သွားတယ်လို့ခံစားရစေရပေါ့ဒီလိုပြောလိုက်လို့သွားမတိုက်ခင်တောက်တာမတန့်ရှင်းလို့ပြောတာတော့မဟုတ်ဘူးပေါ့နော်ကျမတို့အိတ်နေတဲ့အချိန်မှာဆိုရင်ဒီပါဇက်ထဲမှာဘက်တီးရီးယားတွေလာပြီးတော့စုနေတတ်တယ်ဒါကြောင့်မနဲ့မိုးလေးတဲ့အချိန်မှာပါဇက်နန်နာမျိုးဖြစ်တတ်တာပေါ့နော်ဆိုတော့သွားမတိုက်ရသေးခင်ရေတောက်လိုက်ရင်ကြတော့ဒီဘက်တီးရီးယားတွေကိုမျိုးချမိသွားတာမျိုးဖြစ်စေနိုင်နေပေါ့နော်ဒါပေမဲ့ဘာမှတော့ဆိုရင်ကြာမရှိပါဘူးဒီလိုဘက်တီးရီးယားမျိုးတွေကိုဒီကိုခန်းစနစ်နဲ့အစာချေအက်ဆစ်တွေကကောင်းကောင်းရှင်းပြနိုင်နေပေါ့နော်ဆိုတော့ဆေးပညာအရတော့ဘယ်လိုပဲတောက်ဒီရေတောက်ပြီးလို့ရမယ်အာနိသင်ခြင်းကတော့တူတူပဲဒါပေမဲ့ personally အရာဆိုရင်တော့ပေါ့နော်သွားမတိုက်ခင်ရေတောက်လိုက်တာကိုပို့ပြီးတော့အဆင်ပြေရလို့မြင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီသွားတိုက်ပြီးမှဆိုရင်အာကောင်ကမချောက်တော့တဲ့အတွက်ဒီရေတောက်ချင်စိတ်ပြောက်ပြီးတော့ရေတောက်ဖို့မေ့သွားမှဆိုလို့ပါဒါပေမဲ့ညမိတ်ခင်သွားတိုက်ထားဖို့တော့မမေ့နဲ့ပေါ့နော်